ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကဘာကြီးဟာကျယ်ပြောလှပါတယ်ဒီကျယ်ပြောလှတဲ့ကဘာမြေပေါ်မှာလူသားတွေဟာဤပညာတွေမတွန်းကားသေးခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာခရေကမြုံနေအောင်စရာကောင်းတဲ့အဆောက်အုံကြီးတွေကိုတိစောက်ခဲ့ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခေတ်သစ်ကဘာအံ့ဖွယ်9ပါးအကြောင်းနဲ့သူတို့ရဲ့နောက်ွယ်ကစိတ်ဝင်စားဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေကိုကျမတို့အတူတူလေ့လာသွားကြမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသွားမှာကတော့မက္ကဆီကိုနိုင်ငံကမာယာလူမျိုးတို့ရဲ့မြို့ဟောင်းကြီးပဲဖြစ်ပါတယ်ဒီနေရာမှာအထင်ရှားဆုံးကတော့အက်ကက်စတီယိုလို့ခေါ်တဲ့ပီရမစ်ကြီးပါဒီပီရမစ်ဟာရိုးရိုးအဆောက်အုံတစ်ခုတော့မဟုတ်ဘဲသူတို့ရဲ့နက္ခဗေဒပညာရပ်ကိုပြသနေတဲ့အဆောက်အုံကြီးတစ်ခုပဲဖြစ်ပါတယ်လေကားတဲ့အားလုံးပေါင်းလိုက်ရင်တစ်နှစ်တာရဲ့ရက်ပေါင်း365ရက်နဲ့ညီမျှနေခြင်းဟာလည်းတကယ့်ကိုအံ့ဩဖို့ကောင်းလာပါတယ်ဒါပေမဲ့သူတို့ရဲ့ဖျားเจ้าတွေဟာဆိုရင်သွေးနဲ့စီးကြောခဲ့ကြရတာပါမိုးနဲ့မင်းကိုပူဇော်ဖို့အတွက်လူငယ်တွေကိုအရှင်လက်လက်ရစ်ပူဇော်လေးရှိပြီးဒါကြောင့်လည်းအနီးအနားကရေကန်ကြီးထဲမှာဆိုရင်လူသားအယိုးစုပေါင်းများစွာကိုပြန်လည်တွေ့ရှိခဲ့ကြရာအများစုဟာကလေးငယ်တွေဖြစ်နေတာကြောင့်စိတ်မကောင်းစရာအမှန်တရားတစ်ခုကိုလက်ခံခဲ့ကြရပါတယ်နောက်တစ်ခုကတော့ဘရာဇီးနိုင်ငံရဲ့တောင်ထိပ်ပေါ်မှာလက်နှစ်ဖက်ကိုဖြတ်တန်းထားတဲ့သခင်ယေရှုခရစ်တော်ရဲ့ရုပ်ထုကြီးပဲဖြစ်ပါတယ်။အမြင့်ပေ100ကျော်နီးပါးရှိပြီးတောင်ထိပ်ပေါ်မှာတည်ရှိနေတာကြောင့်မိုးကြိုးခဏခဏပြစ်တာကိုခံရပေမဲ့လည်းဒီရုပ်ထုကြီးဟာဘရာဇီးနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ချစ်ချင်းမြတ်တာပြရုပ်အဖြစ်ယနေ့ထက်ထိုင်ခန့်ညားစွာတည်ရှိနေဆဲပဲဖြစ်ပါတော့တယ်။ရောမမြို့ရဲ့အသေးနှလုံးလို့တင်စားရမယ်ကိုလိုစီယန်ကွင်းကြီးဟာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကဒီကွင်းကြီးထဲမှာလူသက်ပွဲတွေတားရဲတလိษံတွေနဲ့တိုက်ခိုက်ပွဲတွေကိုပရိသတ်9000ကျော်ရှေ့မှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။အီတလီနိုင်ငံရောမမြို့ကကိုလိုစီယန်ဖျော်ဖြေရေးအတွက်တည်ဆောက်ခဲ့ပေမဲ့လည်းဒီဖျော်ဖြေရေးတွေကြောင့်ပဲသွေးချောင်းစီးခဲ့ကြရပါတယ်။ဒီကွင်းကြီးထဲမှာဆိုရင်လူနဲ့တလိษံလူနဲ့လူအသေးအကြီးတိုက်ခိုက်ခဲ့ကြတာကြောင့်လူပေါင်း9သိန်းကျော်နဲ့တလိษံပေါင်း1တန်းကျော်အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ကွင်းရဲ့မြေအောက်ခန်းတွေထဲမှာဆိုရင်ငိုကြေးသံတွေညီးတွားသံတွေဟာဆိုဒီနေ့တဲ့အထိ၆လန့်နေတော့မယ်လို့ဒေသခံတွေကယုံကြည်နေခဲ့ကြပါတယ်။ရှေးခေတ်ရောမသားတို့ရဲ့အင်ဂျင်နီယာပညာရဲ့ဘလောက်အဆင့်မြင့်လဲဆိုတာကိုဒီအဆောက်အုံကသက်သေပြနေပေမဲ့လည်းဒါဟာအမှုပညာပြတိုက်တစ်ခုမဟုတ်တော့ဘဲရှေးခေတ်ကတက်ကွင်းကြီးတစ်ခုသာဖြစ်လို့နေပါတယ်။ကမ္ဘာအရှည်ဆုံးလူလို့အဆောက်အုံကြီးတစ်ခုဖြစ်ပြီးမိုင်ပေါင်း33000ကျော်ရှည်လျားကဘာကျော်တဲ့မဟာတတိုင်းကြီးဟာဆိုရင်လေရန်သူတွေကိုကာကွယ်ဖို့အတွက်တိစောက်ခဲ့တာဖြစ်ပေမဲ့ဒီတတိုင်းကြီးကိုတိစောက်ဖို့အတွက်လူပေါင်းတန်းချီပြီးအသက်ပေးခဲ့ကြရပါတယ်ကမ္ဘာအရှိဆုံးတတိုင်းကြီးဟာကာကွယ်ရေးအတွက်ဖြစ်ပေမဲ့တစ်ဖက်မှာတော့ကမ္ဘာအကြီးဆုံးတင်းញိုင်းကူကြီးလို့လည်းလူသိများကြော်ကြားခဲ့ပါတယ်ဒီတတိုင်းကြီးကိုစောက်လုပ်နေစဉ်အတွင်းမှာပဲပင်မနှွနယ်မှုနဲ့ယောဂဗျာတွေကြောင့်အလုသမားပေါင်း1တန်းကျော်ဟာသေဆုံးခဲ့ကြရပြီးသေဆုံးသွားခဲ့ကြသူတွေရဲ့ရုပ်အလောင်းတွေကိုဆိုရင်တတိုင်းရဲ့အုပ်မြစ်တွေအောက်မှာပဲမြုပ်နှံခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းအချို့ကလည်းဆိုကြပါတယ်။ဒါကြောင့်တင်နှင်းလျှောက်နေခဲ့တဲ့တတိုင်းကြီးထက်ကလမ်းတွေအောက်မှာလူသေးကောင်တွေလည်းရှိလို့နေနိုင်ပါတယ်။တိန်လာရီကြားကပျောက်ဆုံးနေခဲ့တဲ့မြို့တော်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ပီရူးနိုင်ငံမှာရှိနေတဲ့အင်္ဂါလူမျိုးတို့ရဲ့ရှေးဟောင်းအမွေနဲ့မာချူပီချူမြို့ဟာဆိုရင်လည်းပင်လယ်ရေမျက်နှာပြင်အထက်8000နီးပါးမှာတည်ရှိနေပြီးအင်္ဂါလူမျိုးတို့ကဒီမြို့ကြီးကိုဘလို့တိစောက်ခဲ့ကြတာလဲဆိုတာဟာထူးဆန်းအံ့ဩပဲကောင်းလာပါတယ်။ဘိလက်မြေလုံးဝမသုံးပဲကြောက်တုံးတွေကိုတစ်ခုနဲ့တစ်ခုအန်ကြားဖြစ်အောင်ထွတ်စစ်ပြီးတိစောက်ထားတာဟာဆိုရင်ဒီနှစ်ခေတ်လူသားတွေကိုတောင်အံ့အားသင့်စေခဲ့တဲ့အဆောက်အုံတွေပဲဖြစ်ပါတယ်ရှင်။ဂျော်ဒန်နိုင်ငံမှာရှိနေတဲ့ရှေးဟောင်းအံ့ဖွယ်ပက်ထရာမြို့ဟာဆိုရင်ပန်းရောင်မြို့တော်ကြီးလို့တင်စားခေါ်ဝေါ်လေးရှိကနယံကြောက်သားကြီးတွေကိုထွန်းထုကတိဆောက်ထားခဲ့တာဖြစ်ပါတယ်။ဒီမြို့ဟောင်းကြီးတဲ့ကိုဝင်ဖို့ကျင်းမြောင်းလာတဲ့ကြောက်ကဘာလန်းတွေတိုင်းသွားရတာဟာဆိုရင်လေရုပ်ရှင်ကားတွေကအတိုင်းစိတ်လှုပ်ရှားစပွဲရာကောင်းလာပါတယ်။နောက်ဆုံးတစ်ခုကတော့အချစ်ရဲ့ပြရုပ်တစ်ခုဖြစ်တဲ့ Taj Mahal ကိုဗိမာန်ကြီးပဲဖြစ်ပါတယ်။ဧကရေရှာဂျဟန်ကသူ့ရဲ့အချစ်ဆုံးတတိတဲ့အတွက်စကြင်ကြောက်ဖြူတွေနဲ့တိဆောက်စီခဲ့ပြီးနေ့ဘက်မှာအဖြူရောင်ညနေဆောင်တွေမှာပန်းရောင်နဲ့လာတာတဲ့ညတွေမှာဆိုရင်ရွှေရောင်တောင်းနေတဲ့ဒီအဆောက်အုံကြီးဟာကမ္ဘာအလှဆုံးလက်ရာတွေကတစ်ခုဖြစ်လို့နေပါတယ်။ဒဏ္ဍာရီတွေရတော့ဒီလိုလှပတဲ့လက်ရာမျိုးတွေနောက်ထပ်မတိဆောက်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တက်မဟာကိုစောက်လုပ်ပေးခဲ့တဲ့လက်မှုပညာရှင်ပေါင်း2000ကျော်ရဲ့လက်ဖွားတွေကိုဖျက်တောက်ပစ်ခဲ့တယ်လို့လည်းဆိုခဲ့ကြပါတယ်။
။ဒါဟာဆိုရင်ချစ်ချင်းမြတ်တာတစ်ခုမဟုတ်တော့ပဲအတ္တကြီးမှုလားဆိုတာကိုစဉ်းစားတရားတစ်ခုဖြစ်လို့နေပါတယ်။ကမ္ဘာအံပွဲတွေဟာအပြင်းပန်းကြည့်ရင်ခံညားထဲဝါနေကြပေမဲ့သူတို့ရဲ့တည်မြဲမှုအတွက်ပေးဆက်ခဲ့ရတဲ့တန်ဖိုးတွေကလည်းအလွန်ကိုကြီးမားလှပါတယ်။ဒီအကြောင်းအရာတွေကဘယ်အချက်ကတင့်ကိုအံ့ဩဆုံးဖြစ်စေတယ်လဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။